မနေ့ကတည်းကဒီနေ့1%ပိုကောင်းလာတယ်အဲ့ဒါပဲကျွန်တော်လိုချင်တဲ့တိုးတက်မှုอ่ะဒီနေ့က90 day challenge ရဲ့ day 10ပါမနေ့ကလိုပဲအစိုးရထားပြီးတော့လေ့ကျင့်တဲ့ကင်မရာရှိမှစကားတွေပြောတယ်ဗီဒီယို edit တွေကိုလေ့လာတယ်အလုပ်တွေပြင်ပနေပေမဲ့ကိုယ့်ရဲ့အိမ်မကိုတော့ပြင်မထားပါဘူးလူအများစုဟာတရက်ထဲနဲ့ပြောင်းလဲကြီးကိုဖြစ်ချင်ကြတယ်ရားလက်အမြင်မမြင်ရရင်လက်လျှော့သွားချင်ကြတယ်ကျွန်တော်လည်းအဲ့လိုစိတ်ဝင်လာတဲ့နေ့တွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့နားလည်လာတာတခုရှိပါတယ်တိုးတက်မှုဆိုတာအကြီးမလို့ပါဘူးမနေ့ကတည်းကဒီနေ့နည်းနည်းလေးပိုကောင်းလာရင်လုံးလောက်ပါပြီ1%တိုးတက်မှုကစုပေါင်းလာရင်ဘဝကြီးတစ်ခုလုံးကြောင်းလဲနိုင်ပါတယ်ဒီဝမ်းတော့ကကင်မရာဖွင့်ရမှာကိုကြောက်တယ်ဒီစစ်ရောက်လာတော့မကြောက်တော့ဘူးစကားကြီးပြောရတာဒီဝမ်းတော့ကလေ့ကျင့်ခန်းတွေလုပ်ရတာတကယ်ကိုပြင်ပန်းပါတယ်ဒီနေ့တော့မရဖယ်နဲ့ဆက်လုံးနေတယ်တကယ်ကြီးအောင်ဒီနေ့မနေ့ကတည်းက1%ပိုကောင်းလာအောင်လုပ်ကြည့်ပါမရမနာဆက်သွားရင်ဒီနေ့တကယ်ရုံးလိုချင်တဲ့နေရာကိုရှောက်သွားလာမှာပါကျေးဇူးပါ